လူတွေကပျော်ရွှင်တာကိုချမ်းသာအစစ်လို့ထင်နေတာပျော်ရွှင်ခြင်းဟာချမ်းသာအစစ်မဟုတ်ဘူးဒီကတည်းကငြိမ်းအေးခြင်းကမှချမ်းသာအစစ်ပေါ့နော်။ဘာလို့ဆိုဝိရိဒဒုက္ခပျော်ရွှင်ခြင်းဆိုတာကရအောင်အမျိုးမျိုးကြိုးစားရတယ်အကြောင်းတရားတွေနဲ့ဖန်တီးရတယ်ဟုတ်လားပြီးရင်လည်းပဲသူကအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်ကုံတဲ့ခန့်တဲ့ပြက်တက်တဲ့သဘောရှိတယ်။ရအောင်ရှာကုံအောင်ဖြိုးပြီးရင်ပြန်ရှာကုံပြန်ပြီးပြန်ရှာပြန်ပြီးနော်ရှာလိုက်ရလိုက်ကုံသွားလိုက်မောဟိုက်မစုံရှိကြည်ဤဆိုတာထဲမှာပဲအကျုံးဝင်တယ်။ရှာတယ်ရတယ်သုံးတယ်ကုံတယ်ပြီးရင်ရှာပြန်တယ်ဒီလိုနဲ့သူကမဆုံးနိုင်ဘူးသွားတာဟုတ်လားဒါကြောင့်ဝိရိဒဒုက္ခမျိုးဆိုတာကအဲ့ဒါလိုပင်ပန်းမှုနဲ့လည်းဆက်ဆက်တယ်ပြီးရင်ဗာနဲ့ဆက်ဆက်နေတယ်တော့တောကပရိဒေဝတွေနဲ့လည်းဆက်ဆက်တယ်နော်ကာမယတ္တကာမချမ်းသာဒီဒုက္ခဝေဒနာတွေဆိုတာကမပြည့်စုံရင်ပျော်ရသလောက်ပျက်စီးပြီဆိုရင်တော့ဘယ်လိုတော့နော်မြားမှန်ခံရတဲ့တမင်လိုလူလှိမ့်နေအောင်ကိုပူရတဲ့လောင်ရတဲ့